ပြောနေတယ် ဖိုက်တယ် ဟောပတ်စံ9သိန်းတော့ချီးစမ်းမအောင်ကွာပတ်စံငွေလိုနေလို့ တိုက်ငါကောင်မတွေကဘယ်သူမှပတ်စံမချီခိုင်းဘူးကွာပြီးတော့မင်းအရင်ချီခိုင်း2သိန်းတော့မပေးရသေးဘူး မင်းကငါငွေလဲပြန်ပေးနေကြတယ်အခုကအဆင်မပြေသေးလို့ပြန်ပေးမှာမင်းက ဟုတ်ဒီမှာနင်ဘယ်တော့အဆင်ပြေဘူးလို့လားအရင်ချီရတဲ့ဥစ္စာမတန်ပေးသေးပဲနဲ့အခုထက်ချီရသေးရနော်ချီရပတ်စံလည်းနည်းနည်းလေးမဟုတ်9သိန်းတော့မချီနိုင်ဘူးလေ နေငါတို့တငယ်ချင်းကြားဝင်ပါမနေနဲ့ငါတို့ကအေးစေးပါပြေဘူး မပါလို့ရမလားဒါကငါကောင်လေးနော် तू ကလေအားဓမ္မတီလို့လေဘသူမှပတ်စံမချီဘူးတော့ငါ तू မှားတာရှင်းလား တက်တက်ကြီးလိုက်လုံနေရုပ်လေးနဲ့လိုက်စိတ်ပုတ်မှ ဘာပြောလဲ ရမင်းငါကောင်မတွေဘာမှပြောစရာမလိုဘူးနော်ကြားတယ်ရောက်မင်းပတ်စံလည်းမချီဘူးဘော်ဒါကန်လည်းပြတ်တယ်ကွာ အေးပြက်ကွာရောက်စောကြောက်ကွာ ဘာပြောလဲလေဘောကောင်များငါလာပြီးတော့ငါနဲ့ဘယ်လိုကြည့်နေကြရလို့ဒီလားဟိုထားကိုဆန္ဒမလိုက်ဘူးမဆက်ပတ်စံလိုက်ချီနေကောင်များ အနည်းကဘာထူးလို့လဲလူကောင်းတေးတော့အတန်းဆွာနေဆွာချင်မ စောအဖေလေအဲ့ဆောင်နေမင်းပို့တိတ်ချောရမင်းလင့်တော့မလင့်ငါကမင်းကိုကြိတ်မှာနော် လော်ပါနဲ့တိတ်မှာမင်းပြောနေ ဟုတ်လုံးနေသွားပြီထားလိုက်ထား တော့စိတ်ချော်ရတာဒီလားကိုကောင်းနေ ရ ဘယ်နဲ့ပေါင်းနေတာကိုကလည်း မပေါင်းတော့လေပြက်ပြီလို့ပြောဘော်ဒါကန်ပြတ်သွားတယ်တိတ်ချော သွားတာတကယ် ရေးတော့ တော်ပြီရ ဟိုအရမောနေ ဒီဘာလို့ကြာနေရလဲဘာလဲလားဘယ်မှလည်းဘလူးနေတာပြောငါ